Hello နိုပါရှင်ကင်မောင်းကျော်လေးလှူစားကြရအောင်ရှမ်းပြည်ရဲ့ trademark ခုဖြစ်တဲ့ကင်မောင်းကျော်ကိုတော့နိုကဝက်သားလေးပပလေးထားတာလေးရယ်ကြက်သွန်လေးရယ်ပြီးတော့ကြတော့ကြက်သွန်မိတ်ပေါ့နော်အဲ့ဒါပပလေးထားတာရယ်ပြီးတော့ကြတော့အကြော်မုံလေးရယ်ပေါ့နော်အကုန်လုံးအရသာအချိုမုံအစားပေါ့နော်လိုအပ်တဲ့အရသာလေးအကုန်နေပြီးတော့ကြတော့စီလေးထဲမှာကြော်ပါတယ်ရှင်ပြီးလို့ရှိရင် sauce အတွက်ကကြတော့အရန်ထူးထူးခြားခြားကြီးဘာမှမရှိဘူးပေါ့နော်နိုကကြတော့sauce ကိုကြာမကြီးချန်လေးကြိုက်တာဖြစ်တဲ့အတွက်ကိုမကြီးသီးလေးကိုရင်းနှွေးလေးနဲ့ဖြောပြီးတော့ကြတော့ငရုတ်သီးမုံလေးရဲ့အရသာငံပြရည်လေးရဲ့စားငံပြရည်လေးရဲ့ပြီးတော့ကြတော့အချုံမုံလေးနည်းနည်းထည့်ပြီးတော့ဖြောထားလိုက်ပါတယ်ရှင်ပြီးတော့ကြငရုတ်သီးစိမ့်လေးတွေကိုလည်းကြိတ်ပြီးတော့ထည့်လိုက်တဲ့ခါကျတော့အရန်ကိုမှစားကြံစပွဲဖြစ်တဲ့ကင်မောင်းကျော်ကျွတ်ရွရွလေးကိုအဲ့လိုမျိုးဒီလိုမကြီးချန်ဆော့လေးနဲ့တို့စားလိုက်တဲ့ချိန်မှာအရန်ကိုအရသာရှိသွားပြီးတော့ရှမ်းပြည်ကိုပြန်ရောက်လိုက်တဲ့ကဲ့သို့ပေါ့နော်စားကြည့်ပါအောင်ရှင်